Okay ဆိုတော့ဆရာကြီး university ကိုဘယ်ချက်တွေကြည့်ပြီးရွေးတင်လဲဒါကလေတယောက်နဲ့တယောက်တော့လုံးဝမတူနိုင်ဘူးပေါ့နော်ဥပမာကိုက university တက်တဲ့ရွေချက်ပေါ်မူတည်ပြီးတော့ဟိုရွေးချယ်ရင်ကြည့်တဲ့ factors တွေကပြောင်းလဲသွားနိုင်ပါနော်ဥပမာကိုကဘွဲရရုံတက်မှာလားဒါမှမဟုတ်ဘွဲရပြီးရောဒီယူခဲ့တဲ့ဘွဲနဲ့ဆိုင်တဲ့အလုံးနေရာမှာအသက်မွေးကြောင်ပြုတ်မှာလားအဲ့လိုမျိုးတွေပေါ့နော်ဆိုတော့ကိုရွေချက်ပေါ်မူတည်ပြီးတော့ဟိုအများကြီးတော့ပြောင်းလဲနိုင်သွားနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဘယ်လိုရွေးချယ်ခဲ့လဲဆိုတာကိုဟိုပြပြပဲနော်ဒါကိုကျွန်တော်၃ချက်နဲ့ခြုံပြီးတော့ပြပြပေးသွားမှာပေါ့နော်ဟိုကျွန်တော်တက်ခဲ့ရတော့ဒီ IT ဘိုင်းကိုတက်ခဲ့ရပါတော့ပထမဆုံးတစ်ချက်ကကျွန်တော် internship ပါတဲ့အကြောင်းကျွန်တော်ရွေးခဲ့တယ်ဟိုကျွန်တော်တက်တော့တာပေါ့နော်ဆိုတော့ internship ပါတဲ့အကြောင်းရွေးရတဲ့ရွေးချက်ကဒီကျွန်တော်ဒီ IT ကိုပြောတာပေါ့နော်တခြားမိကြတော့ကျွန်တော်လည်းတခြားမသိဘူး IT ကကျောင်းမှာတင်တာနဲ့ပဲလုံးဝမလုံလောက်ပါဘူးတကယ်ဟို quality ဖြစ်တဲ့လုံးဝအနှစ်သာရဒီ experience ပညာရဲ့ asset တွေကကျွန်တော်အလုံးလုံးရင်းနဲ့ရတာပေါ့နော်ဆိုတော့ဒီ internship ပါတဲ့ဟာကိုကျွန်တော်အဲကြောင့်မလို့တိကျချပြီးတော့ရွေးခဲ့ပါနော်ဒါကတော့ပထမဆုံးချက်ပေါ့တစ်ချက်ပေါ့ intern ပါလားမပါလားဆိုတာကိုကြည့်ပြီးတော့ဆုံးဖြတ်လို့ရပါနော်ဒါပေမဲ့ internship မှာတော့မှအဲ့လို gym intern တွေဟို internship asset တွေအဲ့လိုမျိုးတွေတော့ရှိတယ်ပေါ့နော်ဆိုတော့အဲ့လားလေးကိုတိကျစုံစမ်းပြီးတော့ရွေးပါပေါ့နော်ဒုတိယတစ်ခုကကျတော့ကျွန်တော်ကအဲ့တုန်းကဟိုကျောင်းတက်မယ်ဆိုတော့ရွေးချက်ကရှင်းတယ်ပေါ့နော်ဒီဟာနဲ့လုံးမယ်ဘွဲမြင်မြန်ရကျင်တယ်အဲ့တော့ကျွန်တော်ဘွဲအချင်းအတူတွင်းမှာရနိုင်မယ်ကြောင်းကျွန်တော်ရွေးခဲ့တယ်ပေါ့နော်ဒါဒုတိယကျွန်တော်ကြည့်ခဲ့တဲ့အချက်ပေါ့ဥပမာတခြားဟိုကျောင်းတော်များ၄နှစ်နဲ့ရမယ်ဆိုဒီကျောင်းက3နှစ်ခွနဲ့ရမယ်ဆိုကျွန်တော်3နှစ်ခွကျောင်းကိုကျွန်တော်ရွေးမယ်ဟိုပါအဲ့လိုမှမဟုတ်3နှစ်နဲ့ရမယ်ဆိုတော့ကျွန်တော်3နှစ်ကိုကျွန်တော်ရွေးမယ်ဒါပေမဲ့တေချာကတော့4နှစ်တန်းရမယ်ကျောင်းနဲ့3နှစ်တန်းရမယ်ကျောင်း3နှစ်တန်းမှာတော့ပိုပြီး intensive ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့အချင်းကုန်တက်တာတယ်အချင်းကုန်တက်တာပြီးတော့မြန်နဲ့ဘွဲရမယ်ဆိုရင်ဒါကျွန်တော်လိုချင်တဲ့ပန်းတာကိုမြန်ရောက်မယ်အဲ့တော့ကျွန်တော်ဒုတိယကြည့်ခဲ့တဲ့အချက်ကဟိုဘွဲမြန်ရမယ်ကျောင်းကိုကျွန်တော်ရွေးခဲ့ရပါတော့